ကဲအဲ့တော့ live လုပ်ကြည့် plan ကလည်းမလုပ်ဖြစ်တာကြပြီဆိုတော့ဒီနေ့တော့ live လုပ်ကြည့်ပါเนาะအဲ့တော့ comment မှာတော့ကြိုးကြောင်နေမရေးနဲ့မလုပ်ချင်ကြော်သွားလိုက်ပါเนาะ Orient Toxic ဖြစ်လို့ပါအဲ့တော့ okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ Nescafe product လေးအရင်ဆုံးဆွဲထည့်လိုက်မယ်ပြီးတော့လို့ရှိရင်တော့ size အကြီးအသေးလေးကျွန်တော်တို့ adjust လုပ် okay အဲ့တော့ကျွန်တော်က Leo ပါဆိုတော့ဒီနေ့ကတော့အရင်ခဲ့ခဲ့မဟုတ်ပါဘူးလွယ်လွယ်ကူကူနဲ့ beginner တွေ like ဆွဲလို့ရအောင်ပြမှာเนาะပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့product coffee quad လေးထည့်မယ် sorry coffee quad မထည့်ခင်ကျွန်တော်ဒီကောင်ကို foreground background color လေးယူပြီးတော့ gradient background လေးတစ်ခုဖြည့်မယ်အဲ့တော့ foreground မှာ lane ရဲ့ color လေးယူတယ် background မှာ a little လေးမှောင်တဲ့ color လေးကိုရွေးလိုက်မယ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ background မှာ gradient လေးနဲ့ကျွန်တော်တို့ဖြည့်မယ်เนาะ gradient ကလည်းကျွန်တော်တို့basis ထဲကgradient လေးပဲအဲ့တော့ radial gradient လေးနဲ့ background ဆွဲလိုက်မယ် control M လေးနဲ့နည်းနည်းလေးမှောင်လိုက်မယ် gradient စိတ်တိုင်းမကြရရှိရင်လည်းနည်းနည်းပြန် adjust လုပ်တော့ပါဗျာ okay အဲ့ဒါပြီးရင်တော့ control M လေးနဲ့နည်းနည်းလေးမှောင်လိုက်မယ် background လေးပေါ့ okay အဲ့ဒါပြီးသွားရင်တော့ခုနက coffee quad လေးပြန်ပြီးတော့ထည့်မယ် click ဖိပြီးတော့ဆွဲလိုက်မယ်ထည့်လိုက်မယ် size အကြီးသေးလေးလုပ်မယ်အဲ့တော့တချို့Orient Toxic ဖြစ်တဲ့ comment တွေတော့ကျွန်တော်ဖြတ်ပြတယ်ပေါ့နော်အမှ wrong information တွေပါပေးနေကျွန်တော်လည်းအချိန်မရတော့အဲ့ဒါတွေကိုပြန်ပြီးတော့ပြောဖို့အတွက်အဆင်မပြေတော့အဲ့လို comment လေးတော့ကျွန်တော်ဖြတ်ပါတယ်အဲ့တော့ okay ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာ coffee Z လေးပြန်ပြီးတော့ထည့်တယ်ပေါ့ဗျာ okay size အကြီးအသေးလေး adjust လုပ်မယ်ပြီးရင်ကျွန်တော်တို့အောက်ကနေ shadow လေးပြန်ထည့်ခြင်းအဲ့တော့ brush to B လေးနဲ့ shadow လုပ်ဖို့ new layer တစ်ခုခေါ်လိုက်မယ်ပြီးရင်တော့ကျွန်တော် size လေးနည်းနည်းလေးကြီးလိုက်မယ်ပြီးရင်တော့ foreground color လေးကိုမှောင်ချလိုက်မယ်ဗျာ okay အဲ့ဒါပြီးတော့ဆိုလို့ရှိရင်တော့ hardness 0 okay opacity 100အပြည့်ပဲထားလိုက်မယ်ပြီးရင်တော့ click တစ်ချက်ထောက်မယ်နောက်တစ်ချက်ထပ်ထောက်လိုက်မယ် control T ပြီးတော့ဒီကောင်ကို shift လေးပြီးဆွဲပြလိုက်မယ်size အကြီးအသေးလေးပြန်ပြီးတော့ထည့်မယ်ဗျာအဲ့တော့ကျွန်တော်ဒီစီမှာတော့မြင်ရမလားမသိဘူးကျွန်တော်စီမှာကတော့ဒါအောက်က shadow လေးကမဆိုးဘူးပေါ့ဗျာဒီမှာတော့နည်းနည်းလေးပေါ်တယ်အဲ့တော့ control M လေးနဲ့ background control L လေးနဲ့နည်းနည်းလေး background ရဲ့ main နေရာလေးကိုပြန်ဖွင့်ထားလိုက်မယ် okay ပြီးတော့ရင်တော့ကျွန်တော်ဒီ3ခုလုံးကို link လုပ်ထားလိုက်မယ် okay အဲ့ဒါပြီးရင်တော့ကျွန်တော်နောက်ထပ်တစ်ဆင့်အနေနဲ့တော့စာလေးရိုက်လိုက်တော့မယ် text tool လေးနဲ့ဒီနေ့တော့ coffee design ဆိုတော့ဒီလိုလေးရေးလိုက်ရင်ရောနေ့တစ်နေ့အတွက် coffee တစ်ခွက်ပေါ့ဗျာအဲ့တော့ okay W01 font ပဲကျွန်တော်သုံးမယ်အပြီးတော့ရင်ဒီဘက်မှာ text တွေနည်းနည်းလေး setting လေးပြင်မယ်ဗျာ sorry အဲ့တော့ဒီကောင်က0ဟုတ်ပြီပြီးတော့ရင်တော့ကျွန်တော်စရေးမယ်အဲ့တော့နေ့တနေ့အတွက်မြန်မာစာရိုက်တာအဲ့လောက်ကိုမြန်တာအဲ့တော့နေ့တနေ့အတွက် coffee တော့လောဆယ်အဖြူအောင်လေးပဲထားလိုက်မယ်ပြီးမှလိုအပ်တဲ့ဟာတွေနည်းနည်း adjust ပြန်လုပ်မယ်အဲ့တော့ coffee တစ်ခွက်ထည့်ရေးမယ် coffeeအဲ့တော့ live လုပ်ကြည့် plan ကတော့ကျွန်တော်အရင်တုန်းကကြည့်ဘူးတဲ့သူတွေဆိုရင်တော့သိလိမ့်မယ်เนาะဒါကကျွန်တော်တို့ဆွဲပြတဲ့ design လေးကိုဒါလိုက်ပြီးတော့ဆွဲကြည့်လို့ရအောင်လို့ကျွန်တော်တင်ပေးနေတဲ့ program လေးပေါ့နော်အဲ့တော့အဲ့ဒါလေးကမလုပ်ဖြစ်တာကြတော့အခုပြန်လုပ်မယ်အဲ့တော့ကျွန်တော်ဒီကောင်လေးတွေစာလေးတွေပြင်နေတော့မှကျွန်တော် Telegram group လေးလုပ်ထားတာရှိရယ် online class က recording video လေးကိုကျွန်တော်တင်ပေးထားတာတကယ်လို့အဲထဲမှာကိုက join ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တင်တန်းကြီး1သိန်းကိုကျွန်တော်အခုလောလောဆယ်9000နဲ့ပဲပေး join ထားတာပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ချက်မှာအသေးစိတ်လာမေးပြီးတော့ join လို့ရတယ်Photoshop ကိုတော့ခင်ဗျားတို့အခြေခံနေပြီးတော့ဒါလုပ်ငန်းဝင်လို့ရတဲ့အထိတော့နားလည်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ recording video လေးပြန်ကြည့်ပါဗျာကဲအဲ့တော့ font လေးရှာရခက်တယ်ခဏလေးဘယ် font လေးနဲ့ line လဲတော့ကျွန်တော်တစ်ချက် like ရှာကြည့်လိုက်မယ်တခါတည်း coffee design ဆိုတော့ coffee နဲ့နည်းနည်း like တဲ့ font လေးလဲသုံးမှုလို့တော့เนาะအဲ့ဒါလေးမဆိုးအဲ့တော့ဒီ font လေးပဲကျွန်တော်သုံးလိုက်မယ်အဲ့နေ့တစ်နေ့အတွက် coffee တစ်ခွက် okay ပြီးတော့ရင်နည်းနည်းလေး typography လေးကစားမယ် size အကြီးသေးလေးနည်းနည်း adjust လုပ်မယ်ကျွန်တော်ဟိုတချို့ comment တွေပြန်မဖြေဘူးဆိုတာတခြားအကြောင်းမဟုတ်ဘူးကျွန်တော်လည်းအဲ့လိုမျိုးခုနပြောသလိုမျိုးအချိန်မရတာလည်းပါတယ်ပေါ့နော်ပြီးတော့လို့ရှိရင်တချို့ဒီ conflict ဖြစ်ရမယ် industry ထဲမှာ conflict ဖြစ်ရမယ်ပုံစံတွေကြတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ဖြေနေလို့ရှိရင်လည်းအဲ့ဒါကအများကြီးဖြေနေရမှာမလို့ကျွန်တော်အပြင်အကြောင်းသားတွေရော online အကြောင်းသားတွေရောဆိုရင်တော့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ပြောပြပေးပါတယ်တချို့ဒီ comment တွေလောက်တော့ကျွန်တော်လည်းစာရှည်ကြီးမရေးကျွန်တော်ပြန်ပြီးတော့မဖြေပြတော့ဘူးပေါ့နော်အဲ့တော့တခါလေကြားလို့ရှိရင်ကျွန်တော်တို့အရင်ကြီးဟိုဖြစ်တဲ့ထင်နေမှာဆိုလို့ဒီပဲဖြည့်တော့မဖြည့်ဘူးဟာဆိုပြီးတော့ဖြစ်နေမှာဆိုလို့ပေါ့နော် okay အဲ့ပြီးတော့ရင်ကျွန်တော်တို့အောက်မှာ drop shadow လေးနည်းနည်းလေးပြန်ချကြည့်လိုက်မယ်ဒီကောင်shadow လေးနည်းနည်း opacity လေး short လိုက်မယ်ဗျာ stroke အထက်က color ကြီးကတော့နည်းပိတ်နေတယ်ကျွန်တော်အထက်က color လေးနည်းနည်းလေးအညူရောင်လေး
product မှာပါတယ်ညူရောင်လေးပဲပြန်ပြီးတော့သုံးလိုက်မယ်ခက်ညူလေးပါဗျာ okay ဟုတ်ပြီဒါကတော့ stroke ခက်ထူထူလေးနဲ့ပြန်ပြီးတော့သုံးလာပါဗျာကျွန်တော်တို့မြန်မာ font တွေကလည်းတကယ် typography ကစားရတာတော်တော်တိုင်ပတ်ပါတယ်အဲ့တော့okay ဒီကောင်လေးနည်းနည်းလေးကတ်ကြည့်လိုက်မယ်မလား0Okay ဟုတ်ပြီအဲ့ဒါပြီးရင်ဒီအပေါ်ကနေတနေ့အတွက်ကိုတော့ကျွန်တော်နည်းနည်း cuff လေးလုပ်ချင်တာပုံမှန်ဆိုရင်တော့ pen tool တွေဘာတွေကောက်ပြီးတော့လုပ်လိုက်မှာเนาะဒီမှာတော့နည်းနည်းကြာမှာဆိုလို့ဒီတိုင်းပဲ warp text လေးနဲ့ပဲကျွန်တော်သုံးလိုက်တော့မယ်ဒီမှာ warp text လေးပါဒါလေးက warp text မှာ style ကို arch သုံးလိုက်မယ်ပြီးရင်နည်းနည်းလေးပြန် cuff လိုက်မယ် Okay ဟုတ်ပြီပြီးတော့ color လေးတစ်ခုဖြည့်မှာเนาะဒီအောက်ကတိုင်းလေးပဲလုပ်လိုက်ပါတော့မယ် color လေးဖြည့်ပြီးတော့ stroke ပါပါလေးထည့်လိုက်မယ် Okay warp text ကအရင်များနေတယ်sorry color ကိုမနေတယ်အမြင် warp text ကို okay ဟုတ်ပြီပေးမယ် and then okay ပြီးတော့ color လေးရွေးပြီးဆိုတော့ကျွန်တော် stroke လေးနည်းနည်းလေးထည့်လိုက်မယ်ထင်အောင်လို့ stroke ထည့်တာတော့ဒါတော့အလွယ်နည်းပါဗျာကိုယ့်အကိုဆိုလို့ရှိရင်တော့ color လေးတွေပါလေးတေချာလိုက်ပြီးတော့ချိန်ပေါ့ color theory တွေပါလေးအရင် join နေတော့ဒါကတော့ကျွန်တော်တို့ live လုပ်ကြည့်ရတော့ beginner တွေအနေနဲ့ live လုပ်လို့လွယ်အောင်လို့ကျွန်တော်တင်ပေးတာဆိုတော့လည်းသိခံပြီးတော့ကြည့်ပေးပါ Okay ဟုတ်ပြီအဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ foreground လေး background လေး a little light ထည့်မယ်ပေါ့နော်အဲ့တော့ logo လေးအရင်ထည့်လိုက်မယ်ဗျာညာဘက် bottom ကနေကိုယ့်ကိုဆွဲရတဲ့ design ဆိုတော့လည်း logo တော့ကြီးမနေတော့ပါဘူးokay နည်းနည်းလေးသေးလိုက်မယ်အဲ့တော့ control I invert လေးလှန်လိုက်မယ် restore right ပြောင်းလိုက်မယ်ပြီးသွားရင်ဒီအပေါ်ကဒီကောင်လေးကိုသူ concept အတိုင်းအနီအောင်လေးပဲ control I နဲ့ပြန်ပြောင်းထားပေးလိုက်မယ်နော် okay ပြီးရင်တော့အောက်မှာ text လေးနည်းနည်းပြန်ထည့်မယ်ဘော typography ကတိတ်တော့မဟုတ်သေးဘူးဆိုမဲ့ဒီကောင်လေးနည်းနည်းလေးဒီအောက်လေးကိုပို့လို့နေရokay အဲ့လိုဆိုမစိုးပါဘူးwarp text ကိုနည်းနည်းလေးပြန်ပြင်မယ်နည်းနည်းလေးတော့ video ကကြာနေပြီထင်တယ်မြန်လက်စသတ်လိုက်အောင် okay အောက်မှာကတော့ကျွန်တော်ဒီတိုင်းပဲ area font လေးနဲ့ bottom text ပုံစံလေးပဲထည့်လိုက်မယ်เนาะအဲ့တော့ကိုယ့်အကိုတခြားစာရေးစရာရှိလဲရေးပါဗျာ okay font ကိုတော့အဖြူရောင်လေးသုံးလိုက်မယ်ပေါ့နော် order now ဘာညာပေါ့ဗျာအောက်မှာလိပ်စာတွေဘာတွေလဲရှိမှာခင်ဗျားတို့တကယ် design ဆွဲတဲ့အခါကြလို့ရှိရင်အောက်မှာထည့်ခြင်းတဲ့စာတွေမှာများလုံးလို့ကျွန်တော်တို့မှာမနေအောင်ပြန်လျှော့ခိုင်းရတယ် okay ပြီးတော့ရင်တော့ဒါtext box လေးခေါ်ပြီးတော့ပဲဒီတိုင်းလေးတစ်ခုခုဖြည့်လိုက်မယ် font လေးပြန်သေးမယ် space လေးခေါ်မယ်Okay center ကနေပဲသွားမယ် Okay ဟုတ်ပြီအဲ့တော့နည်းနည်းလေး adjust ပြန်လုပ်အောင်ပါเนาะ composition ကတော့ link okay အောင်နည်းနည်းလာရပြီပြီးရင်တော့ကျွန်တော် foreground background လေးခံလိုက်မှာခဏလေးforeground background အတွက်ဒီမှာအရွယ်လေးတွေစင်တင်တောင်းထားတာရှိတယ်အဲ့တော့ why not foreground background ဘာလို့မခံရမှာလဲကျွန်တော် foreground background ခံလို့ရှိရင်ကျွန်တော်ရဲ့ product ကိုပို့ပြီးတော့ focus ဖြစ်တယ်လေအဲ့တော့ foreground background မခံနဲ့လို့ပြောတဲ့ comment ကလည်းကျွန်တော်ဒီတိုင်းပဲပြန်ပြီးတော့ဖြတ်လိုက်တာအဲ့တော့ဒီကောင်လေးကသုံးပေးဖို့လိုတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ product ကနည်းနည်းလေး focus ဖြစ်ဖို့လိုတာဟုတ်ပြီအဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့နောက်ထပ် coffee စီလေးထပ်ထည့်ပြီးတော့အဲ့ကောင်လည်း foreground လေးပြန်ခံလိုက်မယ် okay ဒီနားမှာတစ်ခုထားမယ်ပြီးသွားရင်တော့ကျွန်တော်နောက်မှာပြီးမှ vlog လောက်တာတွေပါပြန်ပြီးတော့လုပ်မယ်ဗျာ loss composition အရင်လိုက်ချလိုက်မယ်ဒီနောက်မှာတစ်ခုထားလိုက်မယ် okay ပြီးရင်တော့ကျွန်တော်ဒီပေါ်မှာတစ်ခုထပ်ပြီးတော့တင်လိုက်မယ် control T နည်းနည်းလေးကြည့်တော့မယ်ပြီးရင်တော့ကျွန်တော်ဝါမယ်ပေါ့နော်ထောက်တယ် fader blur Gaussian blur အဲ့တော့ live record ဖြစ်တဲ့အတွက်ခင်ဗျားတို့ live လုပ်ကြည့်ရတာလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဒီ source တွေကတော့ကျွန်တော်YouTube မှာဖြစ်ဖြစ် TikTok မှာလည်းကျွန်တော်အောက်ကနေ link လေးချရင်လည်းချပေးထားမယ်ဗျာရမရတော့မသိဘူး YouTube မှာတော့တေချာပေါ့ description မှာကျွန်တော် link ထည့်ထားပေးမယ်blur motion blur လေးပေးလိုက်မယ်ဒီကောင်ကျတော့ direction ထည့်မယ် source link ကိုပြောရအောင်နော် Okay အဲ့တော့ခဏကျွန်တော်ပြောသလိုပဲဒီ online class လေး join ချင်လို့ရှိရင်ကျွန်တော်ရဲ့ chat ကိုကြွခဲ့လိုက်ပါကျွန်တော် online class မဟုတ်ဘူး sorry online class က recording video တင်ပေးထားတာဆိုတော့ခင်ဗျားတို့ video class only တော့မဟုတ်ဘူးအဲ့တော့online class တက်နေရတဲ့ပုံစံမျိုးနဲ့ခင်ဗျားတို့တင်ရမှာပေါ့နော်အဲ့တော့တင်တန်းကြီးကလည်းကျွန်တော် promotion ချပေးထားတော့ခင်ဗျားတို့အများကြီးတန်ပါတယ် filter blur Gaussian blur Okay ရပြီပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့color လေးနည်းနည်းလေးပြန်လိုက်ညှိမယ် control U little လေးဒီကောင်ကို saturation လေးရှော့မယ်အရောင်လေးနည်းနည်းဝါရောင်ဘက်ကိုတန်းပေးလိုက်မယ်ဒီဘက်လည်းအဲ့လိုပဲ control M နည်းနည်းလေးမှောင်လိုက်မယ်အဲ့တော့ control U a little saturation လေးပြန်ရှော့မယ်
တော်တော်ကြာနေပြီထင်တယ်ဒီ video က control M နည်းလေးမောင်းလိုက်မယ်ဒီကောင်ကိုလည်းအဲ့လိုပဲ control M နည်းနည်းလေးမောင်းမယ် okay ဒီအောက်မှာလည်းအဲ့လိုပဲ control M နည်းနည်းလေးမောင်းလိုက်မယ်ပြီးတော့ finalize color ချိန်မှုအတွက်ပုံမှန်ဆိုလို့ရှိရင်တော့ overall lighting လေးထည့်သေးတယ်ဒီမှာတော့မထည့်တော့ပါဘူးအချိန်နဲ့တိတ်အများကြီး video ကလည်းအရှိကြီးတင်မကောင်းအဲ့တော့ overall lighting ချိန်မယ်ပေါ့နော်အဲ့တော့ control shift A ဒါ finalize color ပြန်ပြီးတော့ချိန်လိုက်တော့မယ်ကျွန်တော်တခါတယ် okay ပြီးတော့ရင်တော့နည်းနည်းလေး contrast လေးနည်းနည်းလေးတင်လိုက်မယ်အရောင်လေးပူတောက်လာအောင်လို့ vibrance လေးနည်းနည်းလေးပဲတင်ကြည့်လိုက်မယ်ပြီးရင်ပန်းရောင်ဘက်ကိုနည်းနည်းလေးတန်ပြီးလိုက်မယ် temperature လေးနည်းနည်းလေးဝါလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အောက်မှာ effect ထဲမှာ vignette လေးနည်းနည်းလေးထည့်မယ်ပမာလိုပဲဗျာပမာနားလေးအောင်ပြောတော့ vignette ပေါ့ okay အဲ့တော့ clarity လေးလည်းပပလေးပြန်တင်လိုက်မယ်ဆိုရင်တော့ရပါပြီဒါကတော့ final design တွေပါအဲ့တော့ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အတိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှင် chat ကိုလာခဲ့လိုက်ပါကျေးဇူးပါနောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys